အလုပ်အင်တာဗျူးဖြေဖို့အတွက်အထက်တစ်စိကိုသွားမဲ့ဓာတ်လီကားတွေကိုမိန်းကလေးတယောက်ဝင်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဓာတ်လီကားချမ်းမြေမှာကျနေတဲ့ပတ်စံအိတ်တစ်လုံးကိုသူမတွေးလိုက်ရပါတယ်။ဒါနဲ့သူမလည်းအဲ့ဒီပတ်စံအိတ်လေးကိုကောက်ယူပြီးဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာငွေသားဒေါ်လာ800နဲ့မှတ်ပုံတင်ကက်တစ်ခုကိုတွေးလိုက်ရပါတယ်။ပစ္စမထက်9လွာကိုရောက်တဲ့အခါမှာတော့ဓာတ်လီကားရက်သွားပြီးမျက်နှာပေါ်မှာစိတ်ဖိစီးမှုတွေအပြည့်နဲ့အသက်အရွယ်ရနေပြီဖြစ်တဲ့ဦးလေးကြီးတယောက်ဝင်လာခဲ့ပါတယ်။မိန်းကလေးကပတ်စံအိတ်ကိုမြောက်ပြပြီးဦးလေးရှင်ဒါဦးလေးရဲ့ပတ်စံအိတ်များလားလို့မေးလိုက်ပါတယ်။ဦးလေးကြီးလည်းသူ့အိတ်ကက်တွေကိုအလော်ကြီးစမ်းကြည့်ပြီးဟုတ်တယ်ဖယားကြီးဟုတ်ပါတယ်ကွာလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီနောက်ပတ်စံအိတ်ကိုဖွင့်ပြီးပတ်စံတွေကိုရေးကြည့်လိုက်ပါတယ်အကုန်ရှိသေးတာပဲမင်းဘာမှယူထားတာမဟုတ်ဘူးပေါ့နော်လို့မေးလိုက်ပါတယ်ကောင်မလေးကခေါင်းခါပြရင်ဘယ်ယူပါမလဲရှင်ဒါဦးလေးရဲ့ပစ္စည်းပဲဟာကိုလို့ပြန်ဖြေခဲ့ပါတယ်ဦးလေးကြီးကမိန်းကလေးကိုစိုက်ကြည့်ပြီးကျေးဇူးတင်ပါတယ်ကွယ်လူတော်တော်များများကတော့ဒီလိုယူသားကြမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အထက်30ကိုရောက်တော့မိန်းကလေးလည်းဓာတ်လီကားတွေကနေထွက်လာခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အလုပ်အင်တာဗျူးကတော့လုံးဝကိုအဆင်မပြေခဲ့ပါဘူးအင်တာဗျူးစစ်တဲ့မန်နေဂျာကသူမကိုတေးချတော့မကြည့်ပဲလစ်လက်နေရရှိရင်ဆက်သွယ်လိုက်ပါမယ်လို့ပဲပြောခဲ့ပါတယ်သူမလည်းစိတ်ပြက်လက်ပြက်နဲ့ပြန်ထွက်လာခဲ့ရပါတယ်သူမကအိမ်လက်ကမပေးရတာ3ပတ်တောင်ကြောနေပြီဆိုတော့ဒီအလုပ်ကိုမရမနေအရန်ကိုလိုအပ်နေခဲ့တာပါ2ရက်ကြာပြီးတဲ့နောက်မှာတော့သူမရဲ့ဖုန်းလေးမြည်လာခဲ့ပါတယ်ကျွန်တော်မစ္စတာဘောပါတင့်ကိုအလုပ်ခန့်ခြင်းလို့ပါတနင်္လာနေ့စဆင်းနိုင်မလားလို့မေးလာခဲ့ပါတယ်သူမလည်းအရန်အံ့ဩသွားပြီးဒါပေမဲ့ကျမအင်တာဗျူးဖြေတာအဆင်မပြေခဲ့ဘူးလေလို့ပြန်ပြောတော့တစ်ဖက်ကတနင်္လာနေ့မနက်9:00နာရီသာရောက်လာခဲ့ပါလို့ပြန်ဖြေခဲ့ပါတယ်တနင်္လာနေ့ရောက်တော့အဲ့ကျူကသူမကိုရုံးခန်းတောင်နာကအခန်းတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီအခန်းထဲကစပွဲကုံရင်နောက်မှာထိုင်နေတာကတော့ဓာတ်လီကားထဲမှာတွေ့ခဲ့တဲ့ဦးလေးကြီးဖြစ်ပါတယ်မိန်းကလေးလည်းအံ့ဩလွန်းလို့ပါဇက်အဟောင်းသားဖြစ်သွားခဲ့ပါတယ်ဦးလေးကြီးကပြုံးပြီးထိုင်မအောင်ကွယ်လို့ပြောလိုက်ပါတယ်သူမလည်းဇဝေဇဝါနဲ့ဝင်ထိုင်လိုက်ရင်ဦးလေးကဒီကုမ္ပဏီရဲ့ CEO လားလို့မေးလိုက်တဲ့အခါဟုတ်ပါတယ်လို့ပြန်ဖြေခဲ့ပါတယ်မင်းပြန်ပေးခဲ့တဲ့ပတ်စံအိတ်ထဲမှာဒေါ်လာ800တောင်ပါတာလေမင်းမအလုပ်ကိုအရန်လိုအပ်နေမှန်းသိတာနေပေမဲ့မင်းကအဲ့ဒီပတ်စံတွေကိုပြန်ပေးခဲ့တယ်လို့ CEO ကပြောလိုက်ပါတယ်မင်းကလေးရဲ့မျက်ဝန်းတွေမှာမျက်ရည်တွေဝဲတက်လာပြီးဒါကျမပတ်စံမမဟုတ်တာရှင်လို့ပြန်ပြောလိုက်ပါတယ်တထေးကြီးကလည်းခေါင်းငိမ့်ပြလိုက်ပါတယ်ငါတက်လီကားတွေကထွက်ချင်းပဲမန်နေဂျာစီဖုန်းဆက်ပြီးမင်းကိုအလုပ်မခန့်ဘူးပြောလိုက်တာလို့ပြောလိုက်တော့မင်းကလေးရဲ့မျက်နှာဟာဝမ်းနေသွားတဲ့ပုံပေါက်သွားပြီးဘာဖြစ်လို့လဲဟင်လို့မေးလိုက်ပါတယ်ဘာလို့လဲဆိုတော့မင်းကိုငါရဲ့ကိုကြီးအရာရှိဖြစ်ငါကိုယ်တိုင်အလုပ်ခန့်ညီလို့ပါတစ်နှစ်ကိုလစာဒေါ်လာ9500ပေးပါမယ်လို့ပြန်ဖြေလိုက်ပါတယ်မင်းကလေးကလည်းငိုချလိုက်ပြီးကျမနားမလည်တော့ဘူးရှင်လို့ပြောလိုက်ပါတယ်ဓာတ်လီကားထဲမှာမင်းရဲ့စိတ်ဓာတ်အမှန်ကိုငါမြင်တွေ့ခဲ့ရတယ်လူတယောက်ဟာအလွန်မင်းအခက်အခဲဖြစ်နေချိန်မှာရိုးသားဖို့ဆိုတာအရန်ကိုရှားပါပါတယ်ငါဘေးမှာအလုပ်လုပ်ဖို့အဲ့ဒီလိုလူမျိုးကိုပဲငါလိုအပ်တာပါလို့ရှင်းပြခဲ့ပါတယ်6လကြာပြီးတဲ့နောက်မှာတော့သူမဟာလုပ်ငန်းလေပတ်ရေးညွှန်ကြားရေးမှုရာထူးကိုတိုးမြင့်ခြင်းခံခဲ့ရပါတယ်ဒီနေ့မှာတော့တထေးကသူမကိုရုံးခန်းထဲကခေါ်လိုက်ပြီးမင်းကငါပြောပြစရာတခုရှိတယ်လို့ပြောလိုက်ပါတယ်မင်းမတိုင်ခင်ကတခြားလူ3ယောက်အဲ့ဒီပတ်စံအိတ်ကိုကောက်ရခဲ့သေးတယ်အဲ့ဒီ3ယောက်စလုံးကပတ်စံတွေကိုယူသွားပြီးပတ်စံအိတ်အလွတ်ကြီးကိုပဲပစ်ထားခဲ့ကြတာမင်းကတော့လွန်ခဲ့တဲ့6လအတွင်းမှာပတ်စံတပြားမှမလျော်ပဲအိတ်ကိုပြန်ပေးခဲ့တဲ့ပထမဆုံးလူပဲလို့ပြောပြခဲ့ပါတယ်မင်းကလေးလည်းမျက်လုံးပြူးသွားပြီးဒါဆိုတထေးကလူတွေကိုစမ်းသပ်နေခဲ့တာပေါ့နော်လို့မေးလိုက်ပါတယ်ဟုတ်တယ်ငါကုမ္ပဏီရဲ့အနာဂတ်ကိုယုံယုံကြည်ကြည်အနှံလို့ရမယ်တကယ်စိတ်သက်မှန်ကန်သူတယောက်ကိုငါရှာဖွေနေခဲ့တာပါလို့ပြန်ဖြေခဲ့ပါတယ်မင်းကလေးကသူမရဲ့မျက်ရည်တွေကိုတုပ်လိုက်ပါတယ်ငါကရိုးသားမှုကိုရှာဖွေနေခဲ့တာမင်းစီမှာအဲ့ဒီရိုးသားမှုကိုငါတွေ့ခဲ့ရတယ်ဒီနေ့ကျရင်အဲ့ဒီကုမ္ပဏီကြီးကိုမင်းဦးစီးရလိမ့်မယ်အဲ့ဒါကမင်းကအတော်ဆုံးမလို့ဒါမှမဟုတ်အတွေ့အကြုံအများဆုံးမလို့မဟုတ်ဘူးမင်းဟာရိုးသားဖြောင့်မတ်တဲ့သူဖြစ်နေလို့ပဲရိုးသားမှုဆိုတာတည်မြဲတဲ့အရာအလုံးရဲ့အခြေခံအုတ်မြစ်ပဲကွာလို့တထေးကဆက်ပြောခဲ့ပါတယ်ကိုအရန်ကိုလိုအပ်နေတဲ့အချိန်မျိုးမှာတော့ကိုပစ္စည်းမဟုတ်ရင်ပြန်ပေးလိုက်ပါအရွယ်တကူရနိုင်တာထက်မှန်ကန်ဖြောင့်မတ်မှုကိုသာရွေးချယ်ပါဘာလို့လဲဆိုတော့ရိုးသားတဲ့သူတွေဟာညဘက်တွေမှာကောင်းကောင်းအိပ်ပျော်ရုံနဲ့မကပါဘူးဘုရားသခင်စီကနေအတိုင်းမသိတဲ့ကောင်းချီးမင်္ဂလာတွေနဲ့ပြည့်စုံတဲ့ဘဝမျိုးကိုပါတိဆောက်နိုင်ကြလို့ပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုသဘောတူတဲ့ဆိုရင် comment မှာ1 million လို့ရေးခဲ့ပေးပါဦး